ချိန်တန်အိမ်ပြန်ရောက်မယ်လွမ်းချင်းလေးနဲ့နှုတ်ဆက်ခဲ့တဲ့ဌာနီကိုပြန်ရတော့မေမခွေးခွာခြင်းတော့လေကွဲကြရတဲ့ဒူရီရဲ့အပြုံးကူစီနေနှုတ်ဆက်ကြလေကမကုံရင်တဆုံးမမေရင်ထဲမှာအမြဲအောင်မိတတိယနေအောင်မေပြန်ရတော့မေအစင်တော်ဝရနှုတ်ဆက်ခဲ့ပါတယ်ချိန်တန်အိမ်ပြန်ရောက်မယ်လွမ်းချင်းလေးနဲ့နှုတ်ဆက်ခဲ့တဲ့ဌာနီကိုပြန်ရတော့မေမခွေးခွာခြင်းတော့လေခွဲကြရတဲ့ဒူရီရဲ့အပြုံးကူစီနေနှုတ်ဆက်ကြလေကမကုံရင်တဆုံးမမေရင်ထဲမှာအမြဲအောင်မိတတိယနေအောင်မေပြန်ရတော့မေအစင်တော်ဝရနှုတ်ဆက်ခဲ့ပါတယ်ခဏတော့ဆုံးငယ်ရတဲ့မိမချောလေးရဲ့ကွယ်တဘဝစာရင်နေရင်မအမတရားလေးတွေရှိသေးတယ်တွေ့ဆုံးကြုံခွင့်ရတယ်လောကအလယ်မှာတော့ကာရီတွေ့မပြန်ရင်လေးပြန်ရအောင်မေတို့များဘဝမေရုတ်တရက်ခွဲခွာသွားကမှအလွမ်းလေးများနေနှုတ်ဆက်မေကွယ်မခွဲနိုင်ဘူးကွယ်တို့ရင်သေးမေနောက်တစ်ခါပြန်ဆုံးရင်ချစ်စကားလေးတွေကိုပြောပြရစေလေခဏတာဆုံးခဲ့ကြပြီရင်ထဲမှာဘယ်တော့မှမဖြောက်လို့ရတော့မှာမဟုတ်ပါဘူးအချိန်တန်လို့အိမ်ပြန်ရမယ်ဆိုတာသိပြီလေတွေ့ညှိခဲ့တဲ့တန်ရောစင်လေးတွေကိုရင်မှာပိုက်ပြီးတနေ့ဝင်တနေ့ထွက်ကျိုးဆွဲရကခဲ့ရတဲ့ကိုတို့လိုစက်သမားတွေဖို့တော့ပြန်ဆောင်ဖို့ဆိုတာမမျှော်လင့်ရဲပါဘူးအခွင့်အရေးလို့ပြန်ဆောင်ဖြစ်ခဲ့မယ်ဆိုရင်ရင်ထဲမှာရှိတဲ့စကားလေးတွေကိုပြောချင်ပါတော့တယ်မျှော်လင့်စွာဆောင်စားရင်းနဲ့ပြန်ဆောင်ပြရစီချီအော်ပြန်ဆောင်ပြရစီအချိန်တန်အိမ်ပြန်ရောက်မယ်လွမ်းချင်းလေးနဲ့နှုတ်ဆက်ခဲ့တဲ့ဌာနီကိုပြန်ရတော့မေမခွေးခွာခြင်းတော့လေခွဲကြရတဲ့ဒူရီရဲ့အပြုံးကူစီနေနှုတ်ဆက်ကြလေကမကုံရင်တဆုံးမမေရင်ထဲမှာအမြဲအောင်မိတတိယနေအောင်မေပြန်ရတော့မေအစင်တော်ဝရနှုတ်ဆက်ခဲ့ပါတယ်ခဏတော့ဆုံးငယ်ရတဲ့မိမချောလေးရဲ့ကွယ်တဘဝစာရင်နေရင်မအမတရားလေးတွေရှိသေးတယ်တွေ့ဆုံးကြုံခွင့်ရတယ်လောကအလယ်မှာတော့ကာရီတွေ့မပြန်ရင်လေးပြန်ရအောင်မေတို့များဘဝမေရုတ်တရက်ခွဲခွာသွားကမှအလွမ်းလေးများနေနှုတ်ဆက်မေကွယ်မခွဲနိုင်ဘူးကွယ်တို့ရင်သေးမေနောက်တစ်ခါပြန်ဆုံးရင်ချစ်စကားလေးတွေကိုပြောပြရစေလေ